လေးဆိုကျွန်တော်အမျိုးတွေအများကြီးပဲရှိတယ်ပေါ့သူတို့ကတော့သူကန်ကောင်းတာတခုကတော့လေဖြတ်နေတဲ့ဒေါ်အစားကအောက်ကိုကျွန်တော်တို့ကဲထုတ်နိုင်လိုက်တယ်ဟိုအဓိကဟိုအိမ်ပြိုသွားတယ်နေရာမရှိဘူးအဲ့တော့ကျွန်တော်တို့တခြားကျွန်တော်တို့နေရာအိမ်တွေမှာပြန်ပို့ထားတယ်အဲ့လိုပေါ့မိတ်ဆွေတကယ်ကြီးနေတော့ဆုံးသွားတာအများကြီးပဲဟိုကျွန်တော်ပဲဒီနဲ့ Sky Villa မှာဆိုကျွန်တော်အတိမိတ်ဆွေအများကြီးပဲပေါ့အဲ့မှာဆိုဆုံးတဲ့လူတွေအများကြီးပဲခင်မင်းတဲ့လူတွေအများကြီးဘယ်သူပဲဖြစ်ဖြစ်ပေါ့ကိုနဲ့သိတဲ့သူပဲဖြစ်ဖြစ်မသိတဲ့သူပဲဖြစ်ဖြစ်လူသားတယောက်အနေနဲ့ကိုချင်းစာစိမ့်နဲ့ရှင်ကြည့်လိုက်လို့ရှင်သူတို့အပူကကို့အပူဖြစ်တယ်လို့ပဲအခုချိန်ထိလည်းဘယ်သတင်းပဲကြည့်ကြည့်မျက်ရည်ကျရတော့မယ်အရင်မောနေရတော့မယ်ပေါ့နော်ဆိုတော့ဟိုသတင်းတွေကလည်းမကြည့်ပဲလည်းမနေနိုင်ဘူးဘာဖြစ်သွားပြီလဲကဲထုတ်လာနိုင်ပြီဆိုရင်တခါပျော်လို့မျက်ရည်ကျရတယ်ခက်ခဲနေတဲ့ကိစ္စတွေ line မှာသတင်းတွေတက်လာရင်လည်းတခါဝမ်းနေလို့မျက်ရည်ကျရတယ်ပေါ့နော်ဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ဒီချိန်မှာတော့ဒါပို့ပြီးတော့သွေးချင်းတွေပါပဲအားလုံးကဒီမှာရှိနေတဲ့မြန်မာပြည်ပွားတွေအားလုံးကဒါသွေးချင်းတွေပဲဖြစ်တဲ့အတွက်တဦးတယောက်ချင်းစီမဟုတ်ဘဲနဲ့အားလုံးကြုံနေရတဲ့ဒုက္ခတွေကိုပုံပြီးတော့ကိုချင်းစာစိမ့်နဲ့အတူတူထပ်တူခံစားရပါတယ်ပို့ပြီးတော့ဒီစမ်းချောင်းလန် Bliss Bar မှာအလှခံနေတာ3ရက်ရှိပြီပေါ့နော်ဒါဒီနေ့3ရက်နေ့မှာဒါမျိုးဒီအလှခံဒီ Bliss Bar ရှိကအလှခံရဲ့နောက်ဆုံးနေ့ပေါ့ဒီနေ့အလှခံနေကြတာပါဟုတ်ဒီအစီအစဉ်လေးထည့်ပြစ်တာကြတော့ဒါဘုံမျိုးတွေကဘုံမျိုး artist တွေဆိုလို့ရှိရင်ဒီချိန်မှာအရင်တော့ရေဘေးတွေပါတယ်ဖြစ်တဲ့ချိန်မှာဒါဘုံမျိုးတက်တဲ့ချင်းဆိုရဲဒါအလှခံခဲ့တယ်ပေါ့ကိုယ့်ရဲ့တက်တဲ့ပညာနဲ့ဒါပေမဲ့ဒီချိန်မှာကိုယ်တိုင်ကဟိုချင်းမကြီးပြတဲ့ကာလလို့တော့ပြောလို့ရတယ်ဆိုတော့ကိုယ်တိုင်ကလည်းဟိုအဲ့လိုမျိုးတချင်းတွေစိုးကျင်စိတ်မရှိနေတဲ့ခါကျတော့ဒီတိုင်းလမ်းပေါ်ထွက်အလူခံရနေပြီးတော့ဘာတွေလုံနိုင်မလဲလို့ပြီးတော့စဉ်းစားကြတဲ့အချိန်မှာဟိုအားလုံးကဒီတိုင်းလဲလှုပ်လေးထားရှိတဲ့အရာလေးတွေပေါ့လူငယ်တွေကြားထဲမှာလည်းသဘောကျကြတယ်တော့ဒီမောင်လေးတန်ထူးတို့ဒီ Bliss Bar ကိုထူးတို့တွေနဲ့တိုင်ပင်လဲပြီးတော့သူတို့နှစ်ယောက်ကပို့ပြီးတော့ဥဆောင်ကြရတယ်ပေါ့နော်ဥဆောင်ပြီးတော့ဒီ tattoo artistတွေကလည်းပါဝင်ကူညီခြင်းနဲ့ဆိုတော့ဒါပြီးတော့ဒီ Bliss Bar ရဲ့အပေါ်တက်မှာအဲ့လိုမျိုး tattoo ထိုးတဲ့နေရာလေးတစ်ခုဖန်တီးလိုက်ပြီးတော့ဒါ tattoo ပညာရှင်တွေကလည်းလာပြီးတော့ကူညီပေးကြတယ်ဒီနေ့ဆိုပေးတယ်ဟုတ်တယ်တာရော့ပါလာတယ်ပေါ့နော်ဒီနေ့ဆိုလို့ရှိရင်သူတို့တာရော့ဆီယာမလေးလည်းသူတို့ offer land လုပ်ကြတယ်သူတို့လည်းပါဝင်ပြီးကူညီခြင်းနဲ့ဆိုတာပုံပြီးတော့သူတို့တော့လည်းနေရာလေးစီစဉ်ပေးထားတယ်အဓိကကတော့အလှငွေကိုဘယ်ကနေဘလို့ရနိုင်မလဲဆိုတော့စိတ်နဲ့လမ်းကြောင်းကိုအကုန်ရှာပြီးတော့မျိုးဖြစ်အောင်လုပ်နေရပေါ့အဲ့လိုပါပဲဟုတ်ပထမ daily update တော့တင်ပေးထားပါတယ်ပုံပြီးတော့မနေ့ကတော့အားလုံးပေါင်းကိုဒီ KP မှာပါတာမပါသေးဘူးလူတာမပါသေးဘူးပေါ့နော်ပြီးတော့စင်းမချုပ်ရသေးဘူးဒီတိုင်း cash ရတာရဲ့ဒီမနေ့ကဆိုလို့ချင်းတက်တူထိုးရင်းလူအစီအစဉ်ကနေအားလုံးပေါင်းရတာဆို62သိန်းကျော်ပေါ့ဒီလောက်တော့ရပါတယ်ဟုတ်ကျွန်တော်လည်းပုံမှန်သွားကြည့်ခဲ့ပြီအများကြီးပဲပုံနေကြတယ်ဒီနေ့ဆိုပုံများကြတယ်ဒီကဲဒီမှာထိုးပေးတဲ့သူတွေဆိုလို့ရှိရင် artist တွေဆိုရင်တော်တော်ရက်ချင်းယူရတယ်ရက်ချင်းယူရတယ်သူတွေဟုတ်တယ်ဒါအခုကဒါကိုယ့်ရဲ့ဒါဟိုဟာလူဒါနလည်းမြောက်သွားတယ်ကိုခန္ဓာကိုယ်မှာကိုကြိုက်တဲ့ပုံလည်းရတယ်လို့ရည်ရွယ်ပြီးတော့လာတွေ့ရလူတွေအဲ့ဒါကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နှစ်ယောက်စိတ်သက်တူတယ်တကူအဲ့ကိုသွားလို့လည်းဘာမှမတူဘူးဖြစ်မှာဘာတော့ဟိုမှာမလုပ်တတ်ဘူးလေဒုက္ခရောက်လို့ဖြစ်မှာဒုက္ခလည်းပေးသလိုဖြစ်မှာသူများကိုအတွက်နဲ့ဒုက္ခပေးလို့ဖြစ်မှာအဓိကကိုဒီကနေဘာလုပ်ပေးနိုင်မလဲဘာ information တွေအတိအကျတဲ့သတင်းတွေမှားနေလဲမှားတဲ့ဟာကိုမှားတဲ့အကြောင်းတင်ပေးနိုင်ရမယ်မှန်တဲ့ဟာဆိုလည်းမှန်တဲ့အကြောင်းလိုရင်လည်းလိုရတာအခုဆိုတာကျွန်တော်တို့ဆို link တွေချိန်ပြီးတော့ဒါကျွန်တော်တို့ဒါစေးကူးတဲ့အဖွဲ့တွေသွားတဲ့အခါမှာလမ်းကြောင်းကိစ္စတွေ link တွေချိန်ပြီးဟိုမှာဘာတွေလိုအပ်လဲဟိုမှာစေးကူးဖို့ဒါကျွန်တော်တို့နာပြုပစ္စည်းတွေငွေသိဖြည့်သေးတွေဟိုရသမျှinformation အကုန်လုံးကိုတရားစုစည်းပြီးတော့တရားအားလုံးအတိအကျရနေပြီးတော့ရအောင်ကားဂိတ်တွေနဲ့ကားတွေလည်းတစ်နေ့ကို50စီးနေတိုင်းထွက်နေတဲ့လူတွေအားလုံးနဲ့လည်းဒါကျွန်တော်ချိတ်ဆက်ပြီးတော့ပစ္စည်းပို့ကြတယ်အဲ့ဒါကိုလုပ်ပြီးတော့ပေါ့မန္တလေးကဆိုကျွန်တော်အမျိုးတွေအများကြီးပဲရှိတယ်ပေါ့သူတို့ကတော့သူကန်ကောင်းတာတခုကတော့လေဖြတ်နေတဲ့ဒေါ်အစားကအောက်ကိုကျွန်တော်တို့ကဲထုတ်နိုင်လိုက်တယ်ဟိုအဓိကဟိုအိမ်ပြိုသွားတယ်နေရာမရှိဘူးအဲ့တော့ကျွန်တော်တို့တခြားကျွန်တော်တို့နေရာအိမ်တွေမှာပြန်ပို့ထားတယ်အဲ့လိုပေါ့မိတ်ဆွေတကယ်ကြီးနေတော့ဆုံးသွားတာအများကြီးပဲဟိုကျွန်တော်ပဲဒီနဲ့ Sky Villa မှာဆိုကျွန်တော်အတိမိတ်ဆွေတွေအများကြီးပဲပေါ့အဲ့မှာဆုံးတဲ့လူတွေအများကြီးပဲခင်မင်းတဲ့လူတွေအများကြီးဘယ်သူပဲဖြစ်ဖြစ်ပေါ့ကိုနဲ့သိတဲ့သူပဲဖြစ်ဖြစ်မသိတဲ့သူပဲဖြစ်ဖြစ်လူသားတယောက်အနေနဲ့ကိုချင်းစာစိမ့်နဲ့ရှင်ကြည့်လိုက်လို့ရှင်သူတို့အပူကကိုယ့်အပူဖြစ်တယ်လို့ပဲအခုချိန်ထိလည်းဘယ်သတင်းပဲကြည့်မျက်ရည်ကျရတော့မယ်အရင်မောနေရတော့မယ်ပေါ့နော်ဆိုတော့ဟိုသတင်းတွေကလည်းမကြည့်ပဲလည်းမနေနိုင်ဘူးဘာဖြစ်သွားပြီလဲကဲထုတ်လာနိုင်ပြီဆိုရင်တခါပျော်လို့မျက်ရည်ကျရတယ်ခက်ခဲနေတဲ့ကိစ္စတွေ line မှာသတင်းတွေတက်လာရင်လည်းတခါဝမ်းနေလို့မျက်ရည်ကျရတယ်ပေါ့နော်ဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ဒီချိန်မှာတော့ဒါပို့ပြီးတော့သွေးချင်းတွေပါပဲအားလုံးကဒီမှာရှိနေတဲ့မြန်မာပြည်ပွားတွေအားလုံးကဒါသွေးချင်းတွေပဲဖြစ်တဲ့အတွက်တဦးတယောက်ချင်းစီမဟုတ်ဘဲနဲ့အားလုံးကြုံနေရတဲ့ဒုက္ခတွေကိုပုံပြီးတော့ကိုချင်းစာစိမ့်နဲ့အတူတူထပ်တူခံစားရပါတယ်ကြောက်နေပြီညတော့မှလှုပ်တယ်ဆိုတော့ကို့မှာဘယ်ထပြီးလို့ရမှာဟုတ်တယ်ကြောက်
ကိုယ်တိုင်ကြောက်တယ်ဆိုတာထက်ထပ်ပြီးတော့ဘယ်သူမှလည်းမထိခိုက်စေချင်တော့တာပါ ဒီကတော့ကိုဘက်ကနေဗာပေးနိုင်မလဲကျွန်တော်ပထမဆုံးစစဉ်းစားတာအလူခံတဲ့ကိစ္စကိုစစဉ်းစားငါထဲကနေငါဘယ်လောက်လူနိုင်မလဲဆိုတော့အရင်စဉ်းစားကိုအရင်ဆုံးဘယ်လောက်လူနိုင်မလဲကိုလူနိုင်တဲ့ဟာကိုရင်သူပြီးမှထပ်ပြီးတော့ကိုဘယ်လိုဗာထက်ရှာပြီးတော့ဘယ်လိုလုပ်ပေးလို့ရမလဲအဲ့လိုမျိုးလေအဲ့ဒါလေးကိုကျွန်တော်လုပ်တယ်ပြီးဝင်ငွေရပေါက်ရလဲမလုပ်လို့ရဘူးကျွန်တော်မြေပဲစီကြောင်းတယ်မြေပဲစီချော့ပြီးဒီချော့ပြီးရောက်လိုက်တော့ရပတ်ဆိုင်ရတဲ့နေရာရသလိုရှာတယ်ပေါ့လက်ရှိလည်းဖြစ်တည်မှုပေါ်ပါလေကိုယ့်အိမ်ထဲကနေလောက်ဆိုင်ကျွန်တော်ပတ်ဆိုင်အမောက်မတွက်တာကိုဘယ်လောက်လူမေးတယ်ဘာလို့တွက်ရင်ကိုယ်ကမသိရဖြစ်နေမှာဆိုလို့မကန့်သက်တာကိုရသလောက်ကြုံတဲ့နေရာဖြစ်တဲ့နေရာမှာအဆင်ပြေသလိုရှိသလောက်ယူနေတယ်ကိုယ်ကရာချီလဲပြီးကြမှာလားစရေးနဲ့လေးကိုယ့်ကိုပေါင်းသွားတယ်ဘယ်လောက်တော့မတွက်တာပြီးကြမှာလားအားလုံးပေါင်းပြီးတော့ငါဘယ်လောက်လူမေးတယ်ဆိုတဲ့ဟာမျိုး PD ပဲယူချင်တယ်အဲ့တော့ဒီနေ့လည်းအဲ့ဆေးကိုကျွန်တော်ဖွင့်မကြည့်ဘူးကျွန်တော်ချိန်မှာယုံကြည်နဲ့လာလူထားတဲ့ဟာကို list လုပ်ထားတယ်ကျွန်တော်ကနေပြီးတော့ပေးတဲ့ဟာလေးအကုန်လုံး list လုပ်ထားတယ်တရက်အားလုံးပြီးတဲ့တနေ့ကျမှပဲ Facebook မှာ only me လေးတင်ထားအောင်တေးတက်မှာဖွင့်ပြရမယ်ခုချိန်ထိလည်းကျွန်တော်ဘယ်သူမှလည်းဟိုကြွားပါလို့သိလည်းမရှိဘူးဘာမှလည်းမရှိဘူးအေးစစ်စစ်အားလုံးအခက်ခဲအားလုံးပြေပြောက်ဖို့အရင်အတိုင်းပြန်ပြီးတော့ပြန်လဲထူထောင်ဖို့အဲ့ဒါလေးအရင်အရေးကြီးတဲ့အတွက်အဲ့ဒီဟာတွေကိုတော့ကိုယ်စုံစမ်းနေမှာအကုန်လုံးစူးစမ်းနေကြတယ် ရှိပါလေ